စပိန်နိုင်ငံမှာဖြစ်ခဲ့တဲ့ပေရီဆန်လွန်လာတဲ့လူသတ်မှုကျမဆိုးနဲ့ကြုံခဲ့ရတဲ့အပြစ်မဲ့ကလေးငယ်2013ခုနှစ်စက်တင်ဘာလ21ရက်နေ့ည10:00 နာရီလောက်ကြီးစပိန်ရဲဌာနစီကိုအစွန်တာဆိုတဲ့ကလေးမလေးပြောင်းနေလို့ပါဆိုပြီးတော့သူ့ရဲ့မိဘတွေရဲ့လူပြောက်တန်ကြချက်တခုရောက်ရှိလာခဲ့ပါတယ်။ရဲလည်းတညာသူရဲ့အိမ်ကိုသွားပြီးတော့စုံစမ်းမေးမြန်းတဲ့အခါမှာတော့အဲဒီည9:00 နာရီလောက်တုန်းကအစွန်တာကိုအိမ်စာလုံးစရာရှိတယ်ဆိုပြီးအဘွားဖြစ်သူရဲ့အိမ်ကိုသွားထားခဲ့ပြီးတော့ကလေးမေဖြစ်သူရိုဆာရီယိုကအိမ်ကနေမိနစ်20လောက်ဝေးတဲ့တီရိုမှာရှိတဲ့သူတို့ရဲ့အပိုင်ဖြစ်တဲ့အင်ကြီးစီကိုသွားခဲ့တယ်လို့သိရှိခဲ့ရတယ်ဗျ။ည9:00 နာရီခွဲလောက်သူမအိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့အစွန်တာကအိမ်မှာရှိမနေခဲ့ဘူးလို့ပြောပြလာခဲ့ပါတယ်အစွန်တာကလိမ်မာပြီးတော့စကားနားထောင်တဲ့ကလေးဖြစ်တာကြောင့်ပဲအဲဒီလိုမျိုးသူမဘာသာအိမ်ကနေထွက်သွားစရာအကြောင်းမရှိဘူးဆိုပြီးတော့လိုက်ရှာခဲ့တဲ့ဆိုပေမဲ့လည်းမတွေးတာကြောင့်ရဲစခန်းမှာလူပြောက်လာတိုင်ခဲ့တာလို့သိရှိခဲ့ရတယ်ဗျတတိုက်ဆက်ဆိုင်မဲ့အဲဒီညတန်းအောင်ကြော်လောက်မှာအဲရက်တိုဘဲဆာဆိုတဲ့လူနဲ့သူ့ရဲ့တငယ်ချင်းတို့ကဖဲရိုမှာရှိတဲ့ဘားမှာအရက်တော့ပြီးတော့အနီးနားမှာရှိတဲ့စောင်းကြမြိုင်တကူစီကိုသွားခဲ့တယ်လို့လည်းသိရှိခဲ့ရတယ်ဗျသူတို့တွေစောင်းကြမြိုင်ကိုသွားနေတော့လမ်းဘေးမှာစားချောင်းရုပ်လိုအရာတခုကိုတွေ့ခဲ့ရတာကြောင့်ကားမီးနဲ့ထိုးကြည့်တဲ့အခါမှာတော့စားချောင်းရုပ်မဟုတ်ဘဲနဲ့ကလေးမလေးတယောက်ရဲ့အလောင်းဖြစ်နေတာကိုတွေ့သွားခဲ့ပါတော့တယ်ကလေးမလေးရဲ့ပေါင်ကြားကတီးတသာဆွဆွနေပြီးတော့ဘဲဘဲလက်ကပခုံးပေါ်ကိုလှန်တင်ထားခံရပြီးနှာခေါင်းပေါက်တွေအောက်တွေမှာလည်းသွေးစာသွေးနာတွေကိုတွေ့ရှိခဲ့ရပါတယ်အဲရက်တိုတို့နှစ်ယောက်လည်းကြောက်လန့်ပြီးတော့ရဲစခန်းကိုချက်ချင်းအကြောင်းကြားခဲ့ကြပြီးတော့ရဲတွေရောက်လာတဲ့အခါမှာတေဆုံးနေတဲ့သူကတခြားသူမဟုတ်ဘဲနဲ့အိမ်ကပျောက်သွားတဲ့ဆိုတဲ့အစွန်တာဆိုတဲ့ကလေးမလေးဖြစ်နေမှန်းသိရှိသွားခဲ့ကြပါတော့တယ်ဆိုတော့အဲဒီကလေးမလေးကိုဘယ်သူကမှအဲဒီလိုမျိုးရဲဆက်ဆက်တွတ်သွားခဲ့ရတာလေအဲဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘလို့ရှုပ်ထွေးတဲ့အရာတွေရှိနေမှာလဲဒီလူသတ်မှုရဲ့နောက်ကွယ်မှာရောဘလို့လှုပ်ဝက်ကြက်တွေများရှိပြီးတော့ဘာတွေများဆက်ဖြစ်သွားလဲဆိုတဲ့ပတ်သက်ပြီးဗီဒီယိုကိုကြည့်ရှုပြီးတော့အပြေရှာလိုက်ကြပါဦးမြဒီလူသတ်မှုကြောင့်ကိုဆက်ပြောပြသွားခင်မှာအရင်တော့အဲဒီကာလာတော့ကစပိန်မှာဘာတွေဖြစ်နေရလဲဆိုတာကိုအရင်ဆုံးပြောပြမှပြည့်စုံနိုင်မှာပဲဖြစ်ပါတယ်အဲဒီကာလာတော့ကစပိန်မှာကလေးမွေးဖွားသူတော့ကတော်တော်လေးကိုရော့ကျနေခဲ့ပြီးတော့ကလေးမွေးစားဖို့အတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေကလည်းတင်းကျပ်လွန်းတာကြောင့်စပိန်လူမျိုးတွေအနေနဲ့နိုင်ငံခြားတိုင်းပြည်ကကလေးတွေကိုအများဆုံးမွေးစားခဲ့ကြပါတယ်အဲဒီလိုမျိုးလုပ်ရတာကပို့ပြီးတော့လွယ်ကူတာကြောင့်2005ခုနှစ်အရောက်မှာတော့မွေးစားခံရတဲ့တရုတ်လူမျိုးအရေးအတွက်က2950ဖြစ်လာခဲ့ပြီးသူတို့ထဲက95%လောက်ကမိကလေးတွေဖြစ်ပါတယ်အသက်ခံရတဲ့အစွန်တာဆိုတဲ့မိကလေးကလည်းအဲဒီလိုမျိုးမွေးစားခံရတဲ့ကလေးတွေကတယောက်ပဲဖြစ်ပါတယ်ကလေးမာရီရဲ့မွေးစားအမေဖြစ်တဲ့ရိုဆာရီရိုကလူချမ်းသာမိသားစုကနေစင်တက်လာတဲ့လူဖြစ်ပြီးတော့သူရဲ့အမေကအနုပညာသမိုင်းကြောင့်တက္ကသိုလ်ပေါမောက္ခတူဖြစ်ပြီးဖခင်ဖြစ်သူကတော့ဂုဏ်လို့ဆောင်အတိုင်ပင်ခံတူဖြစ်တယ်လို့ရှင်းနေတူလည်းဖြစ်ပါတယ်မိသားစုကဥပဒေအကျိုးဆောင်လုပ်ငန်းကိုပိုင်ဆိုင်ထားတာကြောင့်ရိုဆာရီရိုကလည်းစန်တီရီကိုတက္ကသိုလ်ကနေဥပဒေနဲ့ကျောင်းပြီးခဲ့ပြီးတော့မိသားစုလုပ်ငန်းမှာဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့သူမရဲ့မိဘတွေကသူမကိုစန်တီရီကိုရဲ့သတိရက်ကွက်မှာတက်ကန်တစ်ခုဝယ်ပေးခဲ့ပါတယ်1999ခုနှစ်အရောက်မှာတော့ရိုဆာရီရိုကအလွတ်တန်းသတင်းတောက်တအုပ်ဖြစ်လာခဲ့ပြီး iPhone ဆိုတဲ့ဆုံတွေ့ခဲ့ပြီးတော့ချစ်သူတွေဖြစ်ပြီးလက်ထပ်ခဲ့ကြပါတယ်သူတို့နှစ်ယောက်ကပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဘဝတိဆောက်ချင်ခဲ့ကြတယ်ဆိုပေမဲ့လည်းဖြစ်ချင်တော့ရိုဆာရီရိုမှာကိုခန်းစနစ်ကတီရှူးတွေကိုပြန်တိုက်ခိုက်တဲ့ယောဂရှိနေတာကြောင့်ကိုဝန်ဆောင်ပြီးရင်ကလေးရောမိခင်ရောအသက်အန္တရာယ်ရှိနေနိုင်တဲ့အတွက်ကလေးမွေးစားဖို့ကိုပဲဆုံးဖြတ်ခဲ့ကြပါတယ်နောက်တစ်ချိန်မှာအစွန်တာဖြစ်လာတဲ့ကလေးမလေးကတော့2000ခုနှစ်စက်တင်ဘာလ30ရက်နေ့တုန်းကတရုတ်ပြည်ဟူနန်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့နိုင်မီအရင်ကဖန်ရွန်ပဲဖြစ်ပါတယ်သူမရဲ့မိဘတွေကစင်ရဲလုံးတာကြောင့်ကလေးကိုလူတန်းစိန်ထားနိုင်မှာမဟုတ်တဲ့အတွက်သူမကိုဂွေးစမ်းမိဘအကြောင်းစီကိုပို့ပေးခဲ့ပါတယ်အဲဒီမှာပဲ6လသားအရွယ်ဖန်ရွန်လေးကိုရိုဆာရီတို့ဇနီးမောင်နှံကတွေ့သွားပြီးတော့မွေးစားခဲ့တာပဲဖြစ်ပါတယ်အဲလိုနဲ့တရုတ်မလေးဖန်ရွန်ဒါမှမဟုတ်အစွန်တာလေးလည်းစနီယိုကမှာပထမဆုံးမွေးစားခံရတဲ့တရုတ်မလေးဖြစ်လာပြီးတော့ရိုဆာရီတို့ဇနီးမောင်ရဲ့ဆိုရင်လည်းဒေသတွင်း TV အစီအစဉ်တွေမှာအင်တာဗျူးခံရတဲ့အထိနိုင်မီကြီးလာခဲ့ပါတယ်စိတ်ပညာရှင်တွေကလည်း F1 ဆိုကိုတိုင်ဝမ်ယူတတ်တဲ့ဖခင်ရိုဆာရီရိုကိုလည်းကျင်နာတတ်တဲ့မိခင်ဆိုပြီးတော့အမိုးဝိုင်းတင်ခဲ့ကြသလိုမျိုးထဲမှာကလေးပြုစုဆောင်းရှောက်ရင်းနဲ့ပတ်သက်ပြီးတော့စံထားရတဲ့သူတွေပါဖြစ်လာခဲ့ပါတယ်အစွန်တာကလည်းတကယ်ကိုចောင်းဆောင်မှာတော်ပြီးတော့အစင်းကောင်းကောင်းနေရခဲ့ပြီးအစင်းကြော်တက်ခွင့်မှာရခဲ့တယ်လို့လည်းသိရှိခဲ့ရတယ်ဗျသူမရဲ့မွေးစားမိဘတွေကလည်းသူမကိုဘာသာစကားအကတယောပီယနိုစတဲ့အတန်းတွေထားပေးခဲ့သလိုအစွန်တာကိုရိုင်းကလည်းအရန်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လည်း2011ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာတော့ရိုဆာရီရိုရဲ့မိဘတွေဆုံးပါသွားခဲ့ပြီးသူမလည်းစိတ်ထိခိုက်ပြီးတော့ယောက်ျားဖြစ်သူနဲ့လည်းတိတ်တည်းတည်းမရှိတော့ပါဘူး2013ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတော့ရိုဆာရီရိုကမန်နူရယ်ဂါစီယာဆိုတဲ့စီးပွားရေးသမားတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့တာကို iPhone ဆိုတည်သွားခဲ့ပြီးတော့ပြဿနာတွေအကြီးကျယ်တက်ခဲ့ပါတော့တယ်အဲ့ဒီဖေဖော်ဝါရီလ14ရက်နေ့မှာတော့သူတို့လင်မယားလည်းကွာရှင်ခဲ့ကြတဲ့
ဆိုပေမဲ့အစွန်တာကိုတော့တလဲစီခေါ်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီလိုမျိုးအခြေအနေမျိုးကအစွန်တာအတွက်စိုးဝါးတယ်ဆိုပေမဲ့မွေးစားမိဘတွေကစိတ်မပြတ်သွားစေဖို့ဆက်ပြီးတော့ကြိုးစားနေခဲ့ပါတယ်။2013ခုနှစ်ဇွန်လ26ရက်နေ့မှာတော့ရိုဆာရီယိုတယောက်စိတ်ထိခိုက်ရာကနေကျမရဲ့အခြေအနေလည်းတော်တော်လေးကိုဆိုးရွားသွားတဲ့အတွက်ဆေးရုံတက်ခဲ့ရပါတယ်။သူမရဲ့ကျမရဲ့အခြေအနေကြောင့်အစွန်တာကိုတယောက်တည်းဆောက်ရှောက်ဖို့မလွယ်တော့တဲ့အတွက် Alfonso ရဲ့တိုက်ခန်းကိုသူတို့နှစ်ယောက်လုံးသွားနေခဲ့ရပြီးတော့ Alfonso ကလည်းရိုဆာရီယိုအနေနဲ့ manual နဲ့ဇလန်းကိုဖျက်မယ်ဆိုရင်ဆောက်ရှောက်ပေးမယ်လို့သဘောတူခဲ့ပါတယ်။အဲလိုနဲ့မိသားစုလေးပြန်ပေါင်းစည်းသွားပြီလို့ထင်နေတော့မှပဲ3ရက်ကြာမှတော့ဆိုးရတဲ့အရာတစ်ခုကဖြစ်လာခဲ့ပါတယ်။သူတို့တွေက Alfonso ရဲ့တိုက်ခန်းမှာပြန်နေပြီး3ရက်ကြာမှတော့ညဘက်ကြီးရိုဆာရီယိုတယောက်အတန်ဆူဆူညံ့ညံ့နေကြားလိုက်ရပြီးတော့နိုးလာခဲ့ပါတယ်။အတန်တွေကအစွန်တာရဲ့အခန်းဘက်ကလာနေတာကြောင့်သူမလည်းသွားကြည့်ခဲ့တဲ့အခါမှာတော့အနှက်ရောက်အင်ဂျီဝတ်ထားတဲ့လူသားကြီးကသူ့သမီးကိုလဲပင်းညှစ်နေတာကိုတွေ့သွားခဲ့ပါတယ်။သူမရဲ့အဆိုအရတော့အစွန်တာကိုကူညီဖို့ပြေးသွားတဲ့အချိန်မှာအဲဒီလူသားကြီးကထွက်ပြေးသွားခဲ့တယ်လို့သိရှိခဲ့ရတယ်ဗျာ။ထူဆန်းတာကတော့ရိုဆာရီယိုကအဲဒီအကြောင်းကိုဘယ်သူမှကိုမပြောခဲ့သလိုရဲကိုလည်းမတိုင်ခဲ့တာပါပဲ။အဲဒီကိစ္စဖြစ်အပြီးနောက်မှာတော့အစွန်တာကစိုးရိမ်စိတ်တွေလွန်ကဲလာတာတွေဖြစ်လာတာကြောင့်သူမကိုလော်ရာဇီဗန်လို့ခေါ်တဲ့စိတ်ငြိမ်စိတ်ကိုတိုက်ခဲရပါတယ်။အော်ဂိုလာမှာတော့အစွန်တာကဗီလိုနိုဗာမှာရှိတဲ့သူမရဲ့အဖွားအိမ်မှာသွားနေခဲ့ပြီးအဲဒီတော့ကတော့တော်တော်လေးကိုပျော်ရွှင်နေခဲ့တယ်လို့လည်းသိရတယ်ဗျာ။ဒါပေမဲ့လည်းစနေမလာ21ရက်နေ့ရောက်မှာတော့အစွန်တာပျောက်သွားလို့ပါဆိုပြီးတော့သူ့ရဲ့အမေကရဲတိုင်ခဲ့ရကနေတစင်နောက်ဆုံးလမ်းဘေးမှာတည်ဆုံးနေတဲ့အလောင်းတွေနဲ့ပဲပြန်တွေ့ခဲ့ရတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။အစွန်တာရဲ့အလောင်းကိုတွေ့ခဲ့ရတဲ့အကြောင်းအဖွန်ဆိုကိုပြောခဲ့တဲ့ချိန်မှာတော့ထူဆန်းစွာနဲ့ပဲသူကအစွန်တာကိုအရမချစ်ခံထားရတာမဖြစ်စေဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့တူတူလေးပြောခဲ့ပါတယ်။ပုံမှန်ဆိုရင်ကိုသားသမီးကြီးတို့ဖြစ်တာကိုတီးလိုက်ရတဲ့မိဘတွေအနေနဲ့စောက်တီရမရဖြစ်သွားတတ်တာပုံမှန်ပဲဖြစ်ပြီးတော့အခုအဖွန်ဆိုရဲ့ပုံစံကထူဆိုင်နေတာကြောင့်ပဲရဲရီလည်းတန်တရားဝင်လာခဲ့ပါတယ်။တိတ်မကြခင်မှာပဲစုံတော်တွေကရိုဆာရီယိုကိုခေါ်ပြီးတော့အခင်းဖြစ်တယ်လို့တန်တရားရှိတဲ့အင်ကြီးရှိကိုတွားခဲ့ကြပါတယ်။အိမ်ထဲမှာဘာကိုမှမထိပါနဲ့ဆိုပြီးတော့စုံတော်တွေကပြောခဲ့ပေမဲ့ရိုဆာရီယိုကအိမ်သာသွားခြင်းလို့ပါဆိုပြီးတော့အိမ်ဘုံကိုတက်သွားခဲ့ပါတယ်။ရဲတယောက်ကသူမကိုလိုက်သွားတဲ့အခါမှာတော့ရိုဆာရီယိုကအိမ်ခန်းထဲမှာရှိတဲ့အမိုက်ဘုံကိုလွှတ်ပစ်ဖို့လုံနေတာကိုတွေ့လိုက်ရပြီးတော့အချိန်မီပဲတားဆီးနိုင်ခဲ့ပါတယ်။အမိုက်ဘုံကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အထက်မှာအစွန်တာရဲ့ခြေလက်တွေကိုချီထားတဲ့လိမ်မော်ရောင်ကျိုးနဲ့ပုံစံတူကျိုးတစ်ချောင်းကိုတွေ့သွားခဲ့ပါတယ်။အဲဒီလိုနဲ့နောက်တစ်နေ့မှာတော့ယူရစ်ကရိုဆာရီယိုနဲ့အဖွန်ဆိုတို့ကိုလူတက်မှုအတွက်တန်တရားတရားခံတွေအဖြစ်ဖမ်းဆီးခဲ့ပါတော့တယ်။ရိုဆာရီယိုကအစတုန်းကတော့မိသားစုအိမ်ပိုင်ကြီးစီကိုသူမတယောက်တည်းသွားခဲ့တာပါလို့ထွက်ဆိုခဲ့တယ်ဆိုပေမဲ့ CDD မှတ်တမ်းမှာတော့သူမရဲ့ကားထဲမှာအစွန်တာကိုပါတွေ့ခဲ့ရပါတယ်။အားတွေနေမကားသေးပဲနဲ့အဲဒီညနေအစောပိုင်းတုန်းကအဖွန်ဆိုကိုအဲဒီအင်ဂျီထဲမှာရိုဆာရီယိုနဲ့အတူတွေ့ခဲ့ရတယ်လို့လည်းတခြားမျက်မြင်သက်သေတွေကနေသိရှိခဲ့ရပါတယ်။အစွန်တာရဲ့အလောင်းကိုရင်ခွဲစစ်ဆေးကြည့်တဲ့အချိန်မှာလည်းအစွန်တာကအနည်းဆုံး3လလောက်စိတ်ငြိမ်စေးတွေတောက်ထားရတာကိုသိရှိခဲ့ရတဲ့အပြင်သူမတည်ဆုံခဲ့ရတဲ့နေတုန်းကစိတ်ငြိမ်စေးအနည်းဆုံး28လုံးတောက်ခဲ့ရတယ်လို့လည်းသိရှိခဲ့ရတယ်ဗျ။အစွန်တာရဲ့ဂီတဆရာမထွက်ဆိုချက်ရတော့အစွန်တာကတင်ရိုးကိုဆေးအချိန်နဲ့အမြဲတမ်းမူးဝေပြီးတော့ရောက်လာတတ်တယ်လို့အမေကသမီးကိုတတ်ဖို့လုံးနေတယ်ဆိုပြီးတော့ပြောပြခဲ့ပူပါတယ်။အဲဒီမှာပဲရိုဆာရီယိုနှစ်ယောက်ကအစွန်တာကိုစိတ်ကုန်လာခဲ့တဲ့အပြင်ရိုဆာရီယိုကိုယ်တိုင်ကလည်းမိဘတွေဆုံးသွားပြီးကြတဲ့ကစိတ်ထိခိုက်လွန်ပြီးတော့အဲဒီလိုမျိုးလှုပ်လာတာလားဆိုတဲ့ theory တခုကလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီလိုမျိုးမဖြစ်ခင်တပတ်လောက်အလိုတုန်းကရိုဆာရီယိုကိုကုသပေးခဲ့တဲ့စေယောကာကူဆရာဝန်ကတော့ရိုဆာရီယိုကအစွန်တာကိုပြိုင်ဘက်တယောက်လိုမြင်နေတယ်ဆိုပြီးတော့ခောက်ချက်ချခဲ့ပူပါတယ်။ဖြစ်ချင်တော့ရဲတွေကလည်းအစွန်တာရဲ့အင်ကြီးပေါ်မှာ span DNA တွေကိုတွေ့ရှိသွားခဲ့ပါတယ်။အဲဒီမှာပဲအစွန်တာကအဖွန်ဆိုစော်ကားတာကိုခံခဲ့ရတာဖြစ်နိုင်တယ်ဆိုတဲ့ theory နောက်တစ်ခုကထွက်လာခဲ့ပြန်มาတော့တယ်။အဲ့ဒါပြင်အဖွန်ဆိုကအပြာက website တွေမှာအာရှသူတွေပါတဲ့ video တွေအများကြီးကိုကြည်ထားတာကိုလည်းတွေ့ရှိခဲ့ရတဲ့အပြင်သူ့ရဲ့ Facebook profile ကိုလိုက်လုပ်ထားတဲ့လူ264ယောက်မှလည်းမပေါ်တပေါ်ပုံတွေတင်ထားတဲ့အာရှသူတွေအများကြီးပါနေသေးတယ်ဆိုတာကိုပါသိရှိသွားခဲ့ပါတော့တယ်။အဲဒီမှာပဲအဖွန်ဆိုကအာရှသူတွေအပေါ်မှာတာမန်မဟုတ်တဲ့ဆွဲလန်းစိတ်တွေရှိနေတယ်ဆိုပြီးတော့သတင်းတွေကထွက်လာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အစွန်တာရဲ့အင်ဂျင်ပေါ်မှာတွေ့ခဲ့ရတဲ့ span တွေကရာဘီယိုဆဲရွန်ဆိုတဲ့ကိုလံဘီယာသားတယောက်ရဲ့ဟာဆိုတဲ့စစ်စစ်ချက်ထွက်လာခဲ့တယ်ဆိုပေမဲ့လည်းအဲဒီလူကလည်းအလီပိုင်ကောင်းကောင်းပြနိုင်ခဲ့တယ်လို့အစွန်တာနဲ့ဘာပတ်သက်မှုမှလည်းမရှိတာကြောင့်ပြင်လို့ပေးခဲ့ရပါတယ်။အဲဒီလိုမျိုးလာတဲ့ချီအောင်လူတွေကြားထဲမှာဘာကြောင့်များသူတို့ကအစွန်တာကိုတက်ခဲ့ရလဲဆိုပြီးတော့ညှင်းခုန်နေကြတယ်ဆိုပေမဲ့ရဲတွေကသူတို့ရထားတဲ့တပ်တွေအရလူသက်တရခန်းကရိုဆာရီယိုတို့ဇနီးမောင်နှံမဲဆိုပြီးတော့တတိချပြောခဲ့ကြပါတယ်။2015ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာတော့သူတို့နှစ်ယောက်စတင်ရုံထုတ်ခဲ့ကြပြီးအဲဒီမှာပဲအစိုးရတရားလို့ရှင်းနေတွေကရိုဆာရီယိုတို့ကအဲဒီလူသက်မှုအတွက်လာနဲ့ချီပြီးပြင်ဆင်ခဲ့ကြောင်းနဲ့ရိုဆာရီယိုကတော့အစွန်တာကိုလေပင်ညှစ်တက်ခဲ့တာဖြစ်ပြီးအဖွန်ဆိုကတော့စိတ်ငြိမ်စေ185လုံးကိုဝယ်ပေးခဲ့တာပါဆိုပြီးတော့ဆွတ်ချက်တင်ခဲ့ပါတယ်။ ယူလူကြီးတွေကလည်းအဲဒီလေများကအစွန်တာဆေးအချိန်နဲ့မူးနေတော့ကားထဲမှာဒါမှမဟုတ်အိမ်ထဲမှာလေပင်ညှစ်တက်ခဲ့တာဖြစ်ပြီးတော့အဲဒီမှုမှာနှစ်ယောက်လုံးပါဝင်ပတ်သက်နေတယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီဆုံးဖြတ်ချက်ကိုအထက်တရားရုံးကလည်းအတူပြုပေးခဲ့တယ်လို့2016ခုနှစ်မတ်လ16ရက်နေ့မှာတော့ထောင်ဒဏ်16နှစ်ချမှတ်ခဲ့ပါတယ်။တရားခံရှင်းတွေကနှစ်ကြိမ်တိတိအယူခံဝင်ခဲ့တယ်ဆိုပေမဲ့အဲဒီအယူခံတွေကိုလည်းတရားရုံးကဖယ်ရှားခဲ့ပါတယ်။ရိုဆာရီယိုကတော့အပြစ်ရှိရလို့ပဲခံစားရလို့လားဒါမှမဟုတ်ထောင်ထဲမှာနေရတာမျောနှိမ့်ချက်မဲနေရလို့ခံစားရတာကြောင့်လားတော့မသိပေမဲ့
ထောင်ထဲမှာ2 ကြိမ်တိတိသူမကိုသူမသိဖို့စူးစမ်းခဲ့တဲ့ဆိုပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး2018ခုနှစ်မှာတော့ရိုဆာရီယိုကကြိုးစားချတက်တဲ့ကိုထပ်စူးစမ်းခဲ့ပြီးဒီချိန်မှာတော့အောင်မြင်သွားခဲ့ပါတယ်အေဗွန်ဆိုကတော့သူကအပြစ်ကင်းပါတယ်လို့ပဲစတိုက်ပြောနေပြီးတော့သူ့ရဲ့ရှင်တွေကလည်းအယူခံတွေတင်ပေးခဲ့တဲ့ဆိုပေမဲ့ပယ်ချခံရတာကြီးပဲဖြစ်နေခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးကထောင်ကျသွားခဲ့ပေမဲ့ဘသူကအစွမ်းနာကိုတကယ်တတ်ခဲ့တာလဲဘာအကြောင်းရင်းကြောင့်တတ်ခဲ့ရလဲဆိုတာကတော့ဒီနေ့ချိန်ဒီဘယ်ဒီတခုဖြစ်နေတော့မှာပဲအဖြေတွေကိုတော့ကာယကရှင်တွေကလွဲပြီးတော့ဘသူကမှသိနိုင်လောက်မှမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီဖြစ်အကြောင်းပဲနိုင်ငံရဲ့ချက်ကကလေးတွေကိုမွေးစားတဲ့နေရာမှာစီကန်းတွေပိုတင်းကျပ်လာသလိုမွေးစားမဲ့မိဘတွေကိုလည်းစိတ်ပိုင်းဆိုင်ရာစစ်စစ်စမ်းသပ်ချက်တွေကိုပုံမို့ပြီးတော့ပြုလုပ်လာခဲ့ပါတယ်ဒီမှုမှာဘသူကပဲဘာအကြောင်းကြောင့်တတ်တာဖြစ်ဖြစ်တေချာတာကတော့သူတို့တွေကြောင့်အပြစ်ကင်းတဲ့ကလေးတယောက်ကရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာပါပဲအားအကြောင်းပဲကလေးမွေးစားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရင်တွေကိုမွေးတာပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးမှမဆိုတာဝန်ယူနိုင်ပါမလားဆိုတာကိုအရင်စဉ်းစားပြီးမှဆုံးဖြတ်ချဖို့ရဲ့ကိုယ့်ရဲ့စိတ်ရိုင်းတစ်ခုကြောင့်အခြားလူတယောက်မထိခိုက်စေဖို့ကိုချင်းစာစိတ်လေးမွေးချဖို့တိုက်တွန်းရင်းနဲ့ဝီလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဝီလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်